ဒေါသရဲ့စန့်ကျင်ဘက်ကမေတ္တာဒေါသရဲ့စန့်ကျင်ဘက်ကမေတ္တာဒေါသကမီးနဲ့တူတယ်မေတ္တာကရေနဲ့တူတယ်အဲ့ဒီနှစ်ခုကတစ်ခုကများရင်တစ်ခုကပါတာတစ်ခုကများရင်တစ်ခုကနည်းသွားတာရေများရင်ရေကနိုင်တယ်မီးများရင်မီးကနိုင်တယ်ဒေါသဆိုတဲ့မီးကများရင်ရေမတိုးတော့ကြောင့်လို့ကိုယ်ပြန်ဆင်ခြင်ရမှာငါခဏခဏစိတ်ဆိုးနေသလားငါခဏခဏမကြည်မနှက်ဖြစ်နေသလားငါခဏခဏအလိုမကျဖြစ်နေသလားမကြည်နှက်တာတို့စိတ်ဆိုးတာတို့ခဏခဏအလိုမကျဖြစ်တာတစ်ခနဲ့ဆိုစိတ်ကဆက်ခနဲ့ဖြစ်ပြီးတော့ဒေါသထွက်သွားရင်အဲ့ဒါဒေါသအားကြီးလာတယ်လို့ခေါ်တယ်ကိုယ်တဏ္ဍာမှာကိုယ်စိတ်မှာဒေါသအားကြီးတဲ့လူကအလွယ်တကူစိတ်ဆိုးစိတ်တူတွေဖြစ်တတ်တယ်ဒေါသအားကြီးရင်ဘာရော့တာမေတ္တာရော့တော့မေတ္တာရော့လို့ဒေါသကကြီးလာတာသူအတူမနေဘူးတစ်ခုကများရင်တစ်ခုကနည်းသွားလို့ဖြစ်အဲ့တော့ဘာဖြစ်လဲအဲ့တော့ကိုယ်တဏ္ဍာမှာဒေါသတွေအားများရင်အဲ့ဒီဒေါသကိုလျှော့ချဖို့ဆိုရင်မေတ္တာကမ္မထံဘုရားကတော့သဆန့်ကျင်ဘက်ကိုပွားရမေတ္တာများများပွားမေတ္တာတွေပို့ပါများလာရင်မေတ္တာတွေကိုယ်တဏ္ဍာကိန်းလာပြီဆိုတာနဲ့အလိုလိုအေးလာတာဒီနှစ်ခုကအတော်ထူးဆန်းတယ်ဒေါသကထွက်ထားတော့သူများကိုထွက်ထားတယ်ပူတော့ကိုကပူဒေါသသူ့ကိုဆိုတာစိတ်ဆိုတာသူ့ကိုဖြစ်တာတော့သူ့ကိုဖြစ်တာအရင်ဆုံးပူတာကိုပူတာကိုပူပြီးတော့ကိုပူတာကြည့်သူများကမလိုက်ပူပေါ့ဒေါသနှစ်ဖက်ပူမေတ္တာကြတော့ပို့တာသူများကိုပို့တာအရင်ဆုံးအေးချမ်းတာကိုကအေးချမ်းဟောလုံးစုံများစွာတတ္တဝချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေသူတို့ပို့လွတ်လိုက်တာမေတ္တာလေပို့တာသူတို့ကိုပို့တာပဲဟောပို့ရင်နဲ့မေတ္တာတက်လေရလာတဲ့အခါကိုယ်တိုင်အေးလာပို့တာကသူ့ကိုပို့တာအေးချမ်းတာကိုကအေးချမ်းတယ်ကိုအေးတော့သူများပါအေးသွားကိုပို့တဲ့မေတ္တာတွေစွမ်းနိုင်တဲ့အမြရောက်တာမေတ္တာကဘလောက်ဝေးရောက်တယ်အာယုံပြုတ်မှုမှန်ဖို့တော့လိုတယ်ခါကတချို့တွေ9နိုင်ည10ညမနဲ့4နိုင်ခွဲထားပြီးတော့ဟောမေတ္တာတွေပို့တာလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေပါဇက်ကအော်တယ်လက်ကဖြန်းတဲ့ဆိုချင်းပိတ်ရအဲ့လိုမျိုးမေတ္တာတော့မစွမ်းဘူးမထီရဘူးသူကပါဇက်ကအော်နေတာစိတ်ကဟိုရောက်တည်းချင်းရိုက်နေအဲ့ဒါမျိုးရှိမေတ္တာဆိုတာကဝစီကံမေတ္တာရောမနောကံမေတ္တာရောအာယုံပြုတ်ပြီးတော့ပို့နိုင်ရင်ဘလောက်ဝေးရောက်တယ်စကြဝဠာအပြင်မှာဟိုအမေရိကနေဒီကနေအမေရိကကိုလှမ်းပို့ရင်အာယုံနာပြုတ်နိုင်အဲ့ဒီလူရတယ်အမေရိကမှာသားသမီးရှိတယ်ဒီကရန်ကုန်ကမိဘတွေကလှမ်းပို့တယ်ဟိုကသားသမီးကအလိုလိုသိတယ်တယ်လီပသီနေအာယုံပြုတ်နိုင်ဖို့အရေးကြီးတာစိတ်ကလည်းရောက်တယ်အာယုံလည်းပြုတ်နိုင်တယ်မေတ္တာတက်လည်းတကယ်အကျိုးလိုလားတဲ့စိတ်ကလေးနဲ့ပို့ရစီဘလောက်ပဲဝေးမေတ္တာကရောက်တာအေးအာယုံပြုတ်မှုလွဲသွားရင်တော့ဗဇက်ကအော်နေတာမေတ္တာသိပ်ပြီးတော့မထီရောက်ဘူးဝစီကံကုသိုလ်တော့ဖြစ်တယ်ဒါပေမဲ့စွမ်းတတ်တွေသိပ်မပြေပါဘူးဘုန်းကြီးတို့စာပေမှာမေတ္တာကိုဘာနဲ့ဥပမာပေးလဲဆိုတော့ပင်လေလက်ကြီးတွေနဲ့ဥပမာပေးတယ်ပင်လေထဲမှာလက်နေတဲ့လက်တွေကဥဥရင်တောင်မြင်မှာလာဥလားတောင်မြင်မှာလာဥပြီးတော့သူ့ဥတွေကိုအဲ့ဒါတောင်မြင်နဲ့ဖုံးထားပြီးတော့သူဖုံးထားခဲ့တဲ့နေရာလေးကိုမှတ်ပြီးတော့သူကပင်လေထဲကိုဆင်းသွားတာကြက်တွေလိုလာပြီးမဝစ်တော့ဘူးအဲ့ဒါပင်လေထဲကနေပြီးတော့မြုပ်ထားခဲ့တဲ့ဖုံးထားခဲ့တဲ့နေရာလေးကိုအာယုံပြီးတော့လိမ္မာကြီးကမေတ္တာပို့ပေးတာမေတ္တာနဲ့ဖောက်တာနောက်တော့အချိန်နဲ့တော့အဲ့လက်သားလေးပေါက်ပြီးပင်လေတဲ့ဆင်းသွားအမေနဲ့ပြန်တွေ့အဲ့ဒါတစုံတယောက်ကမြန်အဲ့မြုပ်ထားတဲ့တောင်မြတ်လက်ဥတွေတူပြီးတခြားနေရာသွားမြုပ်ကြည့်အဲ့ဒီဥမပေါက်တော့ဘူးနေရာလွဲသွားတာနဲ့မပေါက်တော့ဟိုကဒီနေရာကိုလှမ်းပြူတာဒီနေရာလွဲသွားတော့အဲ့လက်ဥတွေမပေါက်တော့ဘူးမေတ္တာလည်းအဲ့လိုပဲတဲ့အာယုံပြုတ်မှုမှန်ရင်အကျိုးတရားမှုပို့ပြီးတော့ဆွမ်းအားရှိတယ်အာယုံလွဲသွားတာနဲ့မေတ္တာအစွမ်းမထက်ဘူးဆိုတော့မေတ္တာကပို့တာကသူ့ကိုပို့တာအေးချမ်းတာကိုကအရင်အေးချမ်းတယ်ကိုအေးချမ်းတော့သူများပါလိုက်အေးချမ်းဒေါသကသူများကိုဖြစ်တာပဲပူတာကိုကပူတယ်ကိုပူတော့သူလည်းပူတယ်ဒေါသကနှစ်ဖက်ပူတယ်မေတ္တာကနှစ်ဖက်အေးတယ်ဆိုတော့အနေမတက်လို့ဖြစ်တဲ့မကျေနပ်တဲ့စိတ်ကဒေါသစိတ်ဖြစ်တဲ့အဲ့ဒီဒေါသကိုမေတ္တာတက်လေးနဲ့လျှော့ချဘုရားကပေးတာ